အားလုံးပဲမင်္ဂလာပါတဒါ YouTube channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Premier League ပွဲစဉ်တွေကနော်၄ပွဲ၅ပွဲလောက်တော့ရှိတယ်အဲ့ဒီထဲမှာတဒါ2ပွဲလောက်ပဲနော်ရွေးချယ်ပေးခြင်းတယ်ပထမအောင်ဆုံးကတော့ဒီ Newcastle နဲ့ Man U ပွဲလေးကိုတော့တဒါအရင်ဆုံးသုံးသပ်ပေးခြင်းပါတယ်Newcastle ရဲ့လက်ရှိချွေဆွမ်းနေကတော့เนาะဒီအကောင်းကြီးတော့မဟုတ်ပေမဲ့3ပွဲနိုင်2ပွဲတော့ရှုံးထားတယ်ရှင် Newcastle က Man U နဲ့တွေ့တိုင်းမှာပေါ့နော်ကောင်းကောင်းဒုက္ခပေးလေးတော့ရှိတယ် Premier League နောက်ဆုံးပွဲတွေမှာဆိုရင်လည်းပေါ့နော် Everton ကိုရှုံးနေထားလို့အခုပွဲမှာရမှတ်တွေစုဆောင်းဖို့ကပေါ့နော်ဒီစ조사မှာတော့တေးကြတယ်ရှင်အဆင့်73ဆိုပေမဲ့ဒီ Man U ကိုနိုင်ရင်တော့အဆင့်10ထိပေါ့နော်တက်ဖို့တော့ရှိတယ်အဲ့တဲ့ Man U ကိုကြည့်မယ်ဆိုရင်လေဒီနီးပြတစ်ပေါ့နော်ဒီ Carrot လက်ထက်မှာတော့ဒီ9ပွဲမှာ6ပွဲအထိတော့အနိုင်ယူထားတာတော့တွေ့ရရင်နော်ဒီပွဲကိုလည်းအကောင်းဆုံးပြင်ဆင်ပြီးတော့ရှင်းပြိုင်လာမယ်လို့တော့ယူဆတယ် Man U က Newcastle ရဲ့ဒီအိမ်ကွင်းမှာဆိုရင်ရုံးကန်ရလေးရှိတယ်ဂိုးပြတ်နဲ့နိုင်ထားတဲ့ပွဲတွေလည်းရှိလို့ပေါ့နော် Man U ကို short တက်နေလို့တော့မရဘူးရှင့်နှစ်သင်းစလုံးရဲ့ဒီရမှတ်တွေကလိုအပ်နေလို့ပေါ့နော်ဒီပွဲကဒီအကောင်းဆုံးကစားလာမဲ့ပွဲလေးတစ်ကောင်ပွဲကောင်းတစ်ခုဖြစ်မယ်လို့ဒါတော့ယူဆရဲအပြန်အလှန်တွင်းကိုတွေနဲ့ပဲဖျော်ပြသွားမလားမန်ယူကပဲပေါ့နော်ဒီနိုင်ပွဲတွေပဲဆက်ပြီးတော့ယူသွားမလားဆိုတာတော့ဒါတော့စောက်ကြည့်ခြင်းနဲ့Newcastle ကနော်ကြေးပြပြနဲ့တော့စတီထားတဲ့ဓာတ်တရည်နဲ့ဂိုးပေါင်းက3လုံးပြည့်ရှုံးနေတော့ပေးထားတယ်ရှင်ဒီဘက်ကအပြန်အလှန်ကစားရင်းနဲ့ဂိုးအောက်ဖို့တော့များတယ်နော် body ဆိုရင်တော့ဒါမန်ယူ body ကိုပဲအကြံပေးခြင်းနဲ့ဒီနောက်ထပ်တစ်ပွဲကတော့ Brighton နဲ့ Arsenal ပွဲလေးတော့တုံးသက်ပေးခြင်းနဲ့ Brighton ရဲ့ချီစွမ်းကအရန်ကြီးကောင်းနေတာမျိုးတော့မဟုတ်ဘူးနောက်ဆုံး2ပွဲကိုဒီနိုင်ထားတာရှိတယ်ပေါ့နော်အဲ့ဒီနိုင်ထားတဲ့ပွဲတွေကဒီပွဲကိုပေါ့နော်ဒီအကောင်းဆုံးကစားလာဖို့တော့ခွန်အားဖြစ်စေမယ်လို့တော့ယူဆမိတယ်ရှုံးပွဲကတော့3ပွဲလောက်တော့ရှိတယ်လက်ရှိအဆင့်ကပေါ့နော်17ဆိုပေမဲ့ဒီပွဲကိုနိုင်အဆင့်8ကိုတော့ရောက်ဖို့တော့အခွင့်အရေးရှိနေတယ်ရှင်အာဆင်နယ်ကိုကြည့်မယ်ဆိုရင်လည်းအဆင့်1ဆိုတဲ့အတိုင်းပဲချန်ပီယံလိဖြစ်ဖို့ပေါ့နော်ဒီရမှတ်တွေမဖြစ်မနေတော့လိုအပ်နေတယ်ရှင်လုံးဝအမှားခံလို့လည်းမရတော့ဘူးမန်ယူကိုရှုံးပြီးတဲ့နောက်တော့ဒီပရီးမီးယားလိရဲ့ပေါ့နော်နောက်ဆုံး6ပွဲမှာ4ပွဲနိုင်2ပွဲတည်တော့ကြာထားတယ်ရှင်နော်နှစ်သင်းထိပ်ထားတွဲဆုံမှုမှာဆိုရင်လည်းအာဆင်နယ်ကဒီအသာစီးတော့ရနေတယ်နော်ချန်ပီယံလိဖြစ်ဖို့လုံးဝအရှုံးခံလို့မရတဲ့အသင်းလည်းရှိဖြစ်တယ်ဒီအာဆင်နယ်ကတလုံး90စာနဲ့ဂိုးပေါင်းကနှလုံးပြေရှို့ပေါက်စေးအရာတော့နော်အာဆင်နယ် body နဲ့ဂိုးပေါင်းအပေါ်တော့ဒါတော့ရွေးချယ်ထားပါတယ်ကဲဒီနေ့အတွက်တော့ဒီလောက်နဲ့ပဲရနာကြပါတယ်ဒါရဲ့ YouTube channel ကိုလည်း like and subscribe လုပ်ထားဖို့တော့တောင်းဆိုကြပါတယ်ရှင်